အေးပါငါတို့ကဒီပုံစံနဲ့တော့ရှာအောင်ပါနေကြရတယ်နဲ့ဆိုင်မှန်တော့လှုပ်ရှုံနေတယ်ဒီနေ့ပဲဘာသာရေးလုပ်နေရတော့ဒလန်ရောနေပြီလား ဒီနေ့က business management လုပ်နေရပါအဲကုန်းကြီးသာဖွင့်လာတာပါတော့ချွေးအကျန်းထွက်နေများတော့ business ကဒီနာမတိတော့ဒီကကြည့်လိုက်တော့ နေရလေဒါလေးများ ဒီကနေကဆိုင် assignment တွေပြီးပြီလား ငါဒလန်က3ရက်ပဲလို့ကငါဆဲရကြအောင်လေ့လာနေရဲဆိုမှငါကောင်းတဲ့ဆဲရအကုန်နားကုန်ကြရတာမသိဘူးပြီးတော့ဒီမှာကြည့်အောင်ဒီထက်ကပုံနဲ့ကြည့်ရင်တော့လှရဲဒါပေမဲ့ဘယ်ဟာမှမသိတော့ခဏခဏပြန်ကြည့်နေရတယ်ငါတိုင်ပတ်နေ အေးပါငါတို့ကဒီပုံစံနဲ့တော့ရှာအောင်ပါဘူး ဟဲ့နင်တို့မျက်နှာတွေလည်းမကောင်းကြပါလား။ဒါလည်းစားရမပြီးကြသေးဘူးလား။ဟိုမှာနင်တို့တကယ်ချင်းမြောက်လည်းအမခေါ်လာတယ်။တူတူစုပြီးစားလို့ကြနော်။ဒီညစနစ်မတိုင်ခင် assignment အားလုံးပြီးအောင်ထားရမယ်နော်။မပြီးရင်အမနဲ့တွေ့ ဒီမက်ဆီမျက်နှာကြီးရတယ်လန့်ကြီးရပါဟာအမစားလေးလောက်ကောင်းမယ်ဒါနဲ့နေသိလားမမနက်ကရင်းတော့ရထုံမြို့ပြောပြအောင်ငါအိမ်ကအသေးအံထွက်လာတာ grad ငါ grad ကားမစီလို့ငါမကားမလို့ဆိုပြီးအသေးအံပြေးလာတာရင်းတုံနေတော့ ကားမစီရမတော့ပါသေးရဲ့ဟဲ့ငါလွယ်ရအောင်ပြောမယ်ကနင်းညာလေးငါဆိုင်မှလုပ်နေတယ်ဖိုင်စီကိုဝင်သွားရင်အဲ့ပြန်လည်း laptop ရုပ်တက်ကြည့် update တင်ပြီးပိတ်သွားတယ်အောင်နားလည်းဖွင့်ချတယ် blue screen ကိုပေါ့လို့ဖိုင်ပြပုံတော့ကြည့်ပါဦးဟဲ့စိတ်ညစ်လိုက်တာ ဟာတော့ပြီနင်ကဘာလို့ဆေးဖို့မေးလာလဲ မလေးငါတော့ဆိုအဲ့နဲ့မှနှလုံးရပြီးသေးလောက်တယ် အေးဟဲငါတို့ကလည်းဖြစ်လိုက်ရေးကြည့်ရရင် အဲ့နဲ့ laptop မရဘူးလုံးမှာတော့ အားမသိပါဘူးဟဲ့ဆိုင်မသွားပြန်တော့ဘလို့ဖတ်တိုင်းပြန်ကြောင်းရောက်လာကြောက်လည်းမင်းကြောက်မှာမကတော့မှမသိဘူးစိတ်ညစ်တာ အေးမေးကြည့်ဒါမဲ့ဆရာကတော့နောက်ကြလို့ရှင်အမှတ်နေမို့အတန်းမှပြန်တက်ရမယ်လို့ပြောရနော်ကင်စနေ ဟဲ့တကယ်ချင်းတို့ရဲ့အချိန်လေးကြည့်ကြအောင်မသိစင်ပြောသွားလည်းမမေ့နိုင်ဘူးဒလန်ကဒီနေ့ည7နှစ်တော့အခုဆို4နာရီအောင်ရှိနေဒါပေမဲ့ကြ project exam လို့ရှင်ငါတို့မသိစင်လုပ်နေမှာငါလည်းစိတ်ပုံလေးဆွဲဖို့ရှိသေးတယ် ဟုတ်ပြီနင်ဆရာစီစာပို့ရတယ်ပို့ငါတို့အခုပြောနေတဲ့စကားလေးဖြတ်လိုက်ပြီးတော့ assignment လေးဆက်လုပ်လိုက်ကြပါ ဟုတ်တယ်